သုံးကြိမ်တောင်းလာတော့မဆိုတော့ပါဠိလိုသုံးကြိမ်တောင်းလို့ကမြန်မာလိုနားလေးအောင်ဒီကတော့ဒီတစ်ခေါက်ပြန်နေတာဟုတ်လားတန်တာကလုံးစုံတော့တန်တာကိုဆင်းရထွံ့မြောက်ဖို့အတွက်မြန်မာမျိုးလိုတောင်းမှပါတယ်ဘာသာပုံနဲ့ဝင်လာပြီတဲ့ဝင်လာတဲ့ပုံကိုယ်တိုင်းရတယ်ဒီရိုင်းတယ်ဟုတ်လားတန်တာကထွံ့မြောက်ရှင်လို့အားကြောင့်ဘုန်းကြီးတို့တယ်နော်တန်တာကထွံ့မြောက်ရှင်လို့ဟုတ်လားတန်တာရဥဒ္ဒဒုက္ခတော့တန်တာကိုဆင်းရမှာဘောဓနာထာထွံ့မြောက်ပါရတယ်သို့ငါပပိသံရှင်သာမဏေဖြစ်ကိုရာသာပြီးတောင်းမှပါ၏တဲ့နော်အဲ့တော့တန်တာကထွံ့မြောက်ရှင်လို့ဘုန်းကြီးဝိလာပြီးတာမှာဟုတ်လားတန်တာလည်းပြန်တဲနေတော့အဆင်ပြီးတော့တန်တာလည်းတဲ့လူတွေစဉ်းစားတော့ဟုတ်လားဘုန်းနိုင်တော်ပြီးတော့မိမိပြောက်ပြောက်လေးဖြစ်အောင်ဟုတ်လားတရားနာဝင်ရမယ်နော်တရားထိုင်ရမယ်မျက်စိနဲ့အိမ်ရတဲ့ကမကြီးပဲမြင်မနေနဲ့ဟုတ်လားဒီချိန်မှာတော့ဒါဘလုံးတန်တာကိုဆင်းရထွံ့မြောက်ရှင်လို့ဘုန်းကြီးဝတာဟုတ်လားဒါထွံ့မြောက်ကြတော့အဲ့တော့ကဲတော့တရားတာရှင်သာမဏေဖြစ်ကိုတောင်းခံလာပြီဟုတ်လားဆိုတဲ့ခါကျတော့ရှင်သာမဏေဖြစ်ဖို့အတွက်မလုပ်ရမယ်ဆိုတော့ရေလုံးကဩဃာတတော်ကိုဩဃာတဆူရမယ်နော်ဒီပုံဆိုဩဃာတသာယေကဝိစီကမနောကသဗ္ဗဒောသသာတေနောဒီလိုတော့ပါလို့ရှိရင်ဒီလိုမှာပထမဒုတိယတတိယဒီနေ့သုံးကြိမ်မြောက်တရားရဏနာမယနာဒီနာမြတ်တော်ဘာလို့ဒီလိုလေးနဲ့ဆက်လို့ဒီလိုဘုရားမကျော်တော်ဒီရရောရတော့ဘုရားဒီပါအလုံးပါဒီရှိပါဒီမှာပါဒီပါဒီပါအဲ့ဒါယူလဲတော့မိုးရရှိဖို့ပူဇော်ဖုန်ကြောင့်မှာရှော့တန်းနဲ့ပြောရကြရတော့ဘုံလုံးနာမမှာတက္ကသကတော့အကောင်းဆုံးသူကဆင်းတာပြောတာတို့ကြောင့်နေတာပေးတာညမှာကတဲ့ဘောစတိုင်းကြီးတို့နေကြဘုံကြီးပြေဆောင်နေကြတာဓမ္မစာကိပါဒီလိုနာမည်ပဲဘုရားဒိုးဒိုးနဲ့မှကိုနေကံကိုရတယ်ရောက်တယ်ညမှာပြုတ်တဲ့ရတယ်ဖြစ်စေဒီအားအဲ့ဆိုတော့ဟံပန္တိနေနာတဟကတအာမနေရအပိစ္ဆဇိနဓမ္မယာစာမိအနုဟံကတဝါ